င်းအရာကတော့ဘယ်ပြမလဲဘယ်အလုံးနဲ့ပဲဖြစ်ဖြစ်အင်တာဗျူးဝင်တဲ့အခါမှာမင်းဆန်တို့ကြီးကိုလျှော့ခိုင်းကောင်းကောင်းပြောနိုင်ဖို့အရေးကြီးပါတယ်ကြီးကိုလျှော့ခိုင်းကမင်းဆန်တို့ရဲ့ first impression ကိုကောင်းစေတယ်image ကောင်းစေတယ်ပေါ့နော်ပထမဆုံး image ကောင်းဖို့အတွက်မင်းဆန်တို့ကကြီးကိုလျှော့ခိုင်းကောင်းကောင်းလုပ်ဖို့အရေးကြီးတယ်အဲ့တော့ကြီးကိုလျှော့ခိုင်းကောင်းကောင်းလုပ်နိုင်ဖို့မင်းဆန်တို့ဘာတွေလိုအပ်လဲဆိုရင်အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့အားလုံးကို share လုပ်ပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့သိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနံပါတ်1အချက်အနေနဲ့ကြီးကိုလျှော့ခိုင်းကောင်းကောင်းဖြစ်ဖို့ကြီးကိုလျှော့ခိုင်းကောင်းဖို့တတိယကြိုက်တဲ့ကြီးကိုလျှော့ခိုင်းဖြစ်ဖို့ဆိုလို့ရှိရင်ပထမဆုံးကိုတိုင်းဖန်တီးထားတဲ့ကြီးကိုလျှော့ခိုင်းဖြစ်ဖို့လိုပါတယ်ကိုတိုင်းဖန်တီးထားတဲ့ကြီးကိုလျှော့ခိုင်းဆိုတာကိုယ့်ရဲ့ရှုမိကိုယ့်ရဲ့ဝါသနာကိုယ့်ရဲ့ချောလျှော်ကိုယ့်ရဲ့တန်းလျှော်ကိုယ့်ရဲ့ရှောရိုင်းဒါတွေကိုကိုယ့်ရဲ့စိတ်နဲ့တကယ်စိတ်အရင်အခန့်နဲ့ကိုတိုင်းချရေးထားတဲ့ကြီးကိုလျှော့ခိုင်းတစ်ပုတ်ဖြစ်ဖို့ရည်တယ်အဲ့လိုကြီးကိုလျှော့ခိုင်းတစ်ပုတ်ဖန်တီးပြီးတဲ့အခါမှာအိုက်ကိုဖန်တီးထားတဲ့ကြီးကိုလျှော့ခိုင်းကိုတိုင်းကျွမ်းကျင်နဲ့လေ့ကျင့်ထားဖို့အရေးကြီးပါတယ်ကျွမ်းကျင်လေ့ကျင့်တယ်ဆိုတာကဘယ်အချိန်မှာပဲထဆိုရဘဒုရှိမှာပဲဆိုရကြီးကိုလျှော့ခိုင်းကိုမထင်မငေါ်ပဲနဲ့ကျွမ်းကျင်ဆိုနိုင်ရင်မင်းဆန်အိုက်ကြီးကိုလျှော့ခိုင်းကိုratio ကောင်းကောင်းလုပ်ထားတဲ့အတွက်ကြောင့်ကြီးကိုလျှော့ခိုင်းကောင်းကောင်းလုပ်နိုင်ပြီလို့ပြောလို့ရတယ်ဒုတိယတစ်ချက်အနေနဲ့ကြီးကိုလျှော့ခိုင်းကောင်းဖြစ်ဖို့အတွက်မင်းဆန်တို့ကိုတိုင်းပထမတစ်ချက်လေ့ကျင့်ထားတဲ့ကြီးကိုလျှော့ခိုင်းကိုခိုင်းဝါဆန်ပြောနိုင်ဖို့အရေးကြီးပါတယ်ခိုင်းဝါဆန်ပြောနိုင်ဖို့အရေးကြီးပါတယ်ကြီးကိုလျှော့ခိုင်းရွတ်တဲ့အခါမှာစာဆိုသလိုအော်ရွတ်နေလို့မရပါဘူးခိုင်းဝါဆန်စကားပြောဆန်ရွတ်ဖို့ကအဓိကအရေးကြီးပါတယ်ကျွန်တော်တို့ကဆရာရှိမှစာဆိုနေရတာမဟုတ်ဘူးကျွန်တော်တို့က communicate လုပ်နေရတာဖြစ်တယ်တယောက်နဲ့တယောက်စကားပြောနေတာဖြစ်တယ်အဲ့တော့စကားပြောဟန်ပေါက်ဖို့အရေးကြီးတယ်မြန်ဆိုတိုင်းကြီးကိုလျှော့ခိုင်းကောင်းတပုတ်ဖြစ်မလာဘူးမြန်ဆိုလို့ဟာတို့ကတော့ကြီးကိုလျှော့ခိုင်းရွတ်တာတော်လိုက်တာလို့သူတို့ကမတွေးဘူးအဲ့တော့ဖြည်းဖြည်းလေးနဲ့ကိုယ့်ရဲ့ speed ကိုဆိုတဲ့နှုံးသားကိုဖြည်းဖြည်းလေးနဲ့အေးလေးဆိုဖို့ကိုယ့်ရဲ့စိတ်ကိုဖွင့်ပြီးဆိုဖို့အရေးကြီးပါတယ်တတိရှိနဲ့ဂန်းခိတက်ကြွတဲ့ပုံစံမျိုးနဲ့ဆိုနိုင်ဖို့အရေးကြီးပါတယ်နံပါတ်3အချက်ပထမတစ်ချက်အနေနဲ့မနက်စံတို့ကြီးကိုလျှော့ခိုင်းကိုကောင်းကောင်းရွတ်နိုင်သွားပြီဒုတိယတစ်ချက်နဲ့ဒုတိယတစ်ချက်အနေနဲ့ခိုင်းဝါဆန်ရွတ်နိုင်သွားပြီတတိယတစ်ချက်အနေနဲ့မနက်စံတို့ဘာထည့်ရမလဲဆိုလို့ရှိရင်အပြုံးထည့်ရပါမယ်အပြုံးထပ်ပြီးတော့လေ့ကျင့်ရပါမယ်ကိုကျွမ်းကျင်ဆိုနိုင်တဲ့အခါမှာအပြုံးထည့်တဲ့အခါမှာမနက်စံတို့တစ်ချက်မှာအနေနဲ့အများတန်းပြီးတော့ရှေ့ရအောင်မဆိုနိုင်တာမျိုးထစ်သွားတာမျိုးရှိလိမ့်မယ်ဒါကတော့ဖြစ်မှာဘာလို့ဆိုအပြုံးနဲ့ဒီဘယ်လိုပြရမလဲရွတ်နိုင်ဖို့ဆိုတာအနေနဲ့များခတ်တယ်ခတ်တာဖြစ်တဲ့အတွက်လူတိုင်းမလုပ်နိုင်ဘူးလူတိုင်းမလုပ်နိုင်တဲ့အရာကိုကလုပ်နိုင်ပြီဆိုရင်next အင်တာဗျူးအောင်ကိုပေးကြပါပဲအဓိကအရှိကနှစ်ချက်ဘလောက်ပဲပြည့်စုံ皆さんတို့ကအပြုံးကောင်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းအင်တာဗျူးအောင်ဖို့ကမတည်ကြပြန်ဘူးအဓိကတော့အချက်3ချက်လုံးကိုက်ညီမယ်ဆိုလို့ရှိရင်皆さんတို့ကြီးကိုလျှော့ခိုင်းကောင်းတဲ့ဖို့ဖြစ်လာပါတယ်ကြီးကိုလျှော့ခိုင်းကောင်းရဖို့အတွက်ပထမတစ်ချက် ratio ကြီးကိုလျှော့ခိုင်း ratio ကောင်းလုပ်ဖို့အရေးကြီးတယ်ဒုတိယတစ်ချက်ခိုင်းဝါဆန်ရွတ်နိုင်ဖို့အရေးကြီးတယ်တတိယတစ်ချက်အပြုံးထည့်ဖို့အရေးကြီးပါတယ်ခင်ဗျ okay ဒါဆိုရင်မျက်စံတို့ကြီးကိုလျှော့ခိုင်းကိုဘယ်လိုဖန်တီးရမယ်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာနားလည်သွားပြီလို့ထင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးရတဲ့လည်းကျေးဇူးတင်ပါတယ်ခင်ဗျမျက်စံဂျပန်နိုင်ငံကိုအမြန်ဆုံးရောက်ပါစေခင်ဗျ bye bye ဒီနေ့ရတဲ့လောက်ပါပဲခင်ဗျ